တရုတ်မှာ1958တုန်းကစာကလေးတွေကိုမျိုးတုံးမှုကြံစီခဲ့လို့အစာငတ်မှုပေးနဲ့ကြုံခဲ့ရပူပါတယ်။စာကလေးတွေကစံစပါးကိုစားတယ်ဒါဆိုစာကလေးတွေမရှိတော့ရင်စပါးအထွက်တိုးမဲ့လူတွေပိုက်ဝမယ်ဆိုပြီးရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့ Cowbell effect အနေနဲ့လူတွေငတ်ပြတ်သွားပြီးဒုက္ခအကြီးအကျယ်ရောက်သွားခဲ့တာဖြစ်ပါတယ်။1950အလွန်မှာတရုတ်ဟာတိုင်းပြည်တိုးတက်ဖို့အတွက်မဟာခုံပြန်ကျော်လွှားစီမံကိန်းကိုဆောင်ရွက်နေခဲ့ပါတယ်။ဒီအချိန်မှာဥက္ကဋ္ဌကြီးမော်စီတုံးအပါအဝင်ခေါင်းဆောင်ပိုင်းတွေကတိုင်းပြည်တိုးတက်ဖို့အတွက်အဟန့်အတားဖြစ်နေတဲ့အရာတွေကိုရှင်းထုတ်ဖို့စဉ်းစားကြတယ်။အဲ့ဒီမှာသူတို့မျက်စိစပါးမွေးဆူလာတာကတော့ယောဂဖြန့်တဲ့ပိုးမွှားတွေနဲ့စိုက်ပျိုးရေးကိုဖျက်ဆီးတဲ့တတဝါတွေပါပဲ။ဒီလိုနဲ့1958ခုနှစ်မှာပိုးမွှားလေးမျိုးရှင်းလင်းရေးစီမံချက်ပေါ်ပေါက်လာပါတယ်။အဲ့ဒီလေးမျိုးကတော့ချင်းရင်ကောင်ကြွက်နဲ့စာကလေးတို့ပဲဖြစ်ပါတယ်။ချင်းကသွေးလွန်တုပ်ကွေးနဲ့ငှက်ဖျားဖြစ်စေလို့ရင်ကဝမ်းယောဂဖြစ်စေလို့ကြွက်ကပလိတ်ယောဂတဲဆောင်လို့ရှင်းတာဟုတ်ပါပြီ။စာကလေးကဘာလို့လဲလို့မေးစရာရှိပါတယ်။တွက်ပုံကဒီလိုပါ။စာကလေးတစ်ကောင်ကတစ်နှစ်ကိုစပါးလေး1.5 ကီလိုဂရမ်စားတယ်ဆိုရင်စာကလေးအကောင်1 တန်းဆိုရင်စပါးလေး5 တန်းကီလိုဂရမ်ရှိမယ်။ဒီပမာဏဟာလူဦးရေပေါင်း6000လောက်ကိုကျွေးမွေးနိုင်မယ်။ဒီတော့စာကလေးတွေဆိုတာတနရှင်တွေပဲပြည်သူ့လုပ်အားကိုအလကားလာစားနေကြတာဆိုပြီးရှင်းဖို့ဆုံးဖြတ်လိုက်တာပါ။ဒီနေရာမှာပညာရှင်တွေကစာကလေးတွေကစပါးကိုအဓိကစားတာမဟုတ်ဘူးနော်စိုက်ပျိုးရေးဖြက်အင်းဆက်ပိုးမွှားနဲ့ကျိုင်းကောင်တွေကိုလည်းစားတယ်လို့ထောက်ပြကြပေမဲ့လက်မခံခဲ့ကြပါဘူး။ဒီလိုနဲ့ပဲ1958မှာစာကလေးအမြင့်ဖြတ်တုတ်တင်ရေးကိုတရုတ်ပြည်မှာစပါတယ်။ကလေးလူကြီးចောင်းသားလယ်သမားစက်ရုံအလုပ်သမားဘသူမှမကြမ်းအကုန်ပါဝင်ရပါတယ်။စာကလေးတွေကိုပြစ်ခတ်တဲ့ဦးနဲ့အတိုက်တွေကိုဖျက်ဆီးတယ်။နောက်ဆုံးစာကလေးတွေကိုနားခွင့်ပါမပေးဘဲအသက်ထွက်တဲ့အထိပြန်ခိုင်းတာပါလုပ်ပါတယ်။မြို့ရွာတွေမှာရှိတဲ့လူတွေကိုအုပ်စုဖွဲ့ပြီးတာဝန်ချထားတယ်။လူတိုင်းကအိမ်ကနေအိုးခွက်ပကံတွေတဲအိုးတွေတန်ပုံးတွေပုံတွေကိုယူလာကြရတယ်။တတ်မှတ်ထားတဲ့အချိန်ရောက်ရင်တစ်မျိုးလုံးတစ်ရွာလုံးတစ်ပြိုင်နက်တည်းအဲ့ဒီအိုးခွက်တွေကိုတီးကြခောက်ကြအော်ဟစ်ကြတာပေါ့။မီရှူမီပန်းတွေပြစ်ဖောက်တာဝလုံးတွေနဲ့ရိုက်တာတွေလည်းလုပ်ကြတယ်။စာကလေးတွေကိုတစ်ပင်ပေါ်မှာအိမ်ခေါင်မိုးပေါ်မှာဓာတ်ကြိုးပေါ်မှာလုံးဝနားခွင့်မပေးဖို့ပါပဲ။နောက်ဆုံးမှာတော့စာကလေးတွေဟာမောပန်းနွမ်းနယ်လုံးပြီးကောင်းကင်ဘော်ကနေမြေကြီးပေါ်ကိုတပုတ်ဖုံးနဲ့ပြုတ်ကျပြီးတေကုန်ကြရပါတယ်။1958ခုနှစ်တစ်နှစ်တည်းမှာတင်စာကလေး1.9 ဘီလီယံလောက်ရှင်းခံလိုက်ရတယ်လို့ဆိုပါတယ်။1959ခုနှစ်လောက်ရောက်တဲ့အခါမှာတော့တရုတ်ပြည်မှာစာကလေးဆိုတာရှားပါးပစ္စည်းဖြစ်သွားပါပြီ။စီမံကိန်းကြီးအောင်ပြီးစပါးတွေအထွက်တိုးတော့မယ်လို့မှတ်ယူခဲ့ကြတာပါ။ဒါပေမဲ့ဒါကတဘာဝတရားရဲ့မျှခြေကိုဖျက်လိုက်ပြီးပိုဆိုးတဲ့အန္တရာယ်တွေကိုမွေးဖွားပေးလိုက်ပါတယ်။ငှက်တန်တွေတိတ်ဆိတ်သွားပြီးတဲ့နောက်မှာသူတို့မျောလင့်မထားတဲ့ကြောက်မက်ဖွယ်ရာအတန်တစ်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့တန်ပေါင်းများစွာသောပိုးကောင်တွေရဲ့အတန်ပါပဲ။ကျွန်တော်အစကပြောခဲ့သလိုပါပဲ။စာကလေးတွေရဲ့အဓိကအစာဟာစပါးစေတင်မဟုတ်ပါဘူး။သူတို့ကကျိုင်းကောင်စပါးဖြက်ပိုးကောင်ရွက်ဖြက်ပိုးတွေကိုအဓိကစားသုံးပြီးထိန်းချုပ်ပေးထားတာပါ။အခုတော့သူတို့ကိုစားမဲ့တဘာဝရန်သူမရှိတော့ဘူးဆိုတော့ကျိုင်းကောင်တွေပိုးကောင်တွေအချိန်ခါကောင်းရောက်သွားပြီပေါ့။ကျိုင်းကောင်အရေးအတွက်ဟာမထိန်းချုပ်နိုင်အောင်တိုးပွားလာပါတယ်။လက်ခင်းတွေတဲကိုကျိုင်းကောင်အုပ်လိုက်ကြီးတွေတန်းနဲ့ချီပြီးကြာရောက်လာတယ်။မိုးကောင်းကင်တစ်ခုလုံးမင်းမောင်သွားအောင်ကျိုင်းကောင်တွေပြန်တန်းလာကြတယ်လို့ဆိုကြတယ်။တီးနှံပင်တွေစပါးခင်းတွေဂျုံခင်းတွေဟာကျိုင်းကောင်တွေရဲ့စားတောက်ခြင်းကိုခံလိုက်ရပါတော့တယ်။စာကလေးတွေကစပါးစိတ်ကိုပဲရွေးစားတာပါ။ဒါပေမဲ့ကျိုင်းကောင်တွေကတော့အပင်ပါမကြံအောင်အရွက်ပါမကြံအောင်စားတောက်ပြစ်ကြတာပါ။ဥက္ကဋ္ဌကြီးမော်စီတုံးထင်ခဲ့တယ်လို့စပါးတွေပိုထွက်လာတာမဟုတ်ပဲရှိသမျှစပါးတွေပါပိုးစာဖြစ်ကုန်ပါတော့တယ်။လက်ခင်းတွေတင်မကပါဘူး။မြို့ကြီးတွေပေါ်ကတစ်ပင်တွေမှာလည်းအရွက်စားပိုးကောင်တွေတောင်းကျမ်းလာလို့တစ်ပင်တွေဟာအရွက်မရှိတော့ပဲပြောင်တလင်းခါကုန်တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။တနိုင်ငံလုံးကဂေဟစနစ်ကြီးတစ်ခုလုံးပြောင်းဆန်ပြီးပျက်စီးသွားတာပါ။ဒီလိုဂေဟစနစ်ပျက်စီးမှုရဲ့နောက်ဆက်တွဲကတော့လူသားတွေတမိုင်းမှာအဆိုးရွားဆုံးအသေးပြောက်အများဆုံးအငှက်ဘေးကြီးတစ်ခုဖြစ်တဲ့တရုတ်မဟာအငှက်ဘေးကြီးဆိုက်ရောက်လာတာပါပဲ။ဒါကစာကလေးတစ်ခုတည်းကြောင့်တော့မဟုတ်ပေမဲ့ဒီအကြောင်းရင်းကလည်းအဓိကအဖြစ်ပါဝင်ခဲ့ပါတယ်။အငှက်ဘေးကြောင့်လူဦးရေတန်းနဲ့ချီသေဆုံးကုန်ပါတယ်။လူတွေဟာစားစရာမရှိလို့တစ်ခေါက်တွေခွာစားကြရတယ်၊မြက်တွေစားကြရတယ်။ရွှွန့်စည်းမြေတွေကိုတောင်ဗိုက်ပြေအောင်စားကြရတယ်။ရွှွန့်ဆိုတာအစာမမဟုတ်တာပြစားလိုက်ရင်ဝမ်းချုပ်ပြီးအသက်ဆုံးရှုံးရပါတယ်
နောက်ဆုံးလူတွေဇက်တူသားစားတဲ့အထိပါဖြစ်ကုန်ပါတယ်။ဒီလိုနဲ့ဥက္ကဋ္ဌကြီးမော်စီတုံးကစာကလေးစီမံကိန်းကိုရပ်တန့်စေခဲ့ပါတယ်။ဒါပေမဲ့တရုတ်ပြည်ထဲကစာကလေးတွေကကုန်တလောက်ဖြစ်နေပြီ။မျိုးသုံးလူနီးပါးဖြစ်နေတော့ကျိုင်းကောင်တွေကိုနှိမ်နင်းဖို့မဖြစ်နိုင်တော့ဘူး။ဒါကြောင့်ဆိုဗီယက်တွေစီကနေစာကလေးအကောင်2သိန်းခွဲလောက်ရထားနဲ့ဝယ်ယူခဲ့ရပါတယ်။ဒါနဲ့ပဲစာကလေးအရေးအတွက်ပြန်လည်တိုးပွားလာပြီးကျိုင်းကောင်အနေနဲ့ကင်းဝေးသွားရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာလူသားသမိုင်းမှာတော့တဘာဝတရားကိုဝင်စွတ်ဖက်ရင်တဘာဝတရားရဲ့ဒဏ်ခတ်တာကိုပြန်ခံရတယ်ဆိုတာကြီးစွာသောသက်သေပြခဲ့တာဖြစ်ပါတယ်။တဘာဝတရားမှာအရာရာတိုင်းဟာဆက်နွယ်နေပါတယ်။လူသားအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။ကြားပဲဖြစ်ဖြစ်စာကလေးပဲဖြစ်ဖြစ်တဘာဝရဲ့တာဝန်ကိုထမ်းဆောင်နေကြတဲ့စက်ကွင်းတွေဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးမော်စီတုံးရဲ့အမိတ်နဲ့စာကလေးတွေရန်သူလိုသတ်မှတ်အိုးတွေဒဲတွေတီးပြီးပေါင်းထုတ်မနာရအောင်ပြန်ရင်မြေပေါ်အသက်ထွက်ဒါပေမဲ့စာကလေးမရှိတော့တဲ့နောက်ကျိုင်းကောင်တွေဟာကောင်းကင်ဖုံးလွှမ်းလို့ရောက်သီးနှံပင်တွေအကုန်စားပစ်လို့မဟာငတ်ဘေးဆိုးကြီးကြရောက်တဘာဝကိုစန့်ကျင်တဲ့အကျိုးဆက်လူသားတွေသင်ခန်းစာယူဖို့သင်လျက်